တဲလော်ကြောင့်စားညက်တယ်ဆိုရဲစကားလုံးသုံးလုံးတော့ကျမတို့ဗမာရင်းနဲ့သုံးကြရပေါ့နော်အဲ့တော့ဒီအင်္ဂလိပ်စာအုပ်ထဲမှာဆိုရင်လည်းတစုံတစ်ယောက်တစုံတစ်ခုကပေါ့နော်အရာဝတ္ထုတွေကြားထဲမှာသို့မဟုတ်လူတွေကြားမှာကြက်ညံတဲ့အခါမှာဆိုရင်လည်းကျမတို့ကဒီ sandwich လုပ်ပြီးတော့သုံးနေပေါ့နော်အဲ့ဒီမှာဆိုရင်ရေးထားတာက the old Hogan man was still sandwiched between the two officers အဲ့တော့ဒီအရာရှိနှုတ်ကြားထဲမှာဒီအမျိုးသားကညက်နေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ကျမတို့အနေနဲ့မှတ်ထားမှာက sandwich between ဆိုပြီးတော့ဒီကိုပြောလို့တဲ့အရာနှစ်ခုပေါ့နော်လူနှစ်ခုအဲ့အမျိုးတွေမှာထည့်ပြီးတော့အဲ့ဒီ pattern လေးကိုသုံးလို့ရတယ်နောက်တစ်ခုမှာတော့ကျမ sharing လုပ်ပေးချင်တာဒီမှာပေါ့နော် taste ဆိုတဲ့ဥစ္စာလေး perhaps he has changed his taste အဲ့တော့ကျမတို့ taste ကအများသောအားဖြင့်အရသာလို့သိရဆိုပေမဲ့သူ့ရဲ့နောက်ထပ်အဓိပ္ပာယ်ကျတော့ကိုယ့်ရဲ့အကြိုက်ပေါ့နော်ကိုတခုခုကိုကြိုက်တယ်နှစ်သက်တယ်လုပ်ချင်တယ်ဆိုရင်လည်းသုံးလို့ရတယ်အဲ့ဒီမှာရေးထားတာကပြောရမယ်ဆိုတော့သူ့ရဲ့အကြိုက်ပြောင်းသွားတယ်ပေါ့နော်ဥပမာ coffee ကြိုက်ရနေပြီးတော့လက်ဖေးကြိုက်သွားမျိုးပေါ့နော်တခုခုကြိုက်တဲ့အရာမျိုးပြောင်းလဲသွားပြီဆိုရင်ဒါသုံးလို့ရတယ်ပေါ့နော်အဲ့တော့ကျမတို့ပြန်ပြီးတော့စာရေးသားတဲ့အခါမှာဆိုရင်လည်းဒီနေရာလေးကိုလိုသလိုမျိုးပေါ့နော်ထည့်ပြီးတော့ရေးလို့ရတယ်ပေါ့အဲ့တော့ဒီစာကြောင်းလေးနဲ့ကြောင်းကျမလာပြီးတော့ share လုပ်ပေးတာပါကျေးဇူးများတင်ပါတယ်ရှင်